မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့ထပ်ပြီးပြပေးမယ်အကြောင်းအရာလေးကတော့ဒီလေးချက်ခလုတ်ကျိုးအကြောင်းတွေပဲဖြစ်ပါတယ်ဒီလေးချက်ခလုတ်မှာဆိုရင်သူကကျွန်တော်လာကနေကဒီမှာကျိုးဖြတ်ပြီးတော့လာတာပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ပြန်အသုံးပြုမယ်ဆိုရင်ဒီအောက်ကကျိုးတွေကိုစိတ်တိုင်းကြသုံးပြီးတော့ဒီမှာပြန်တက်လို့ရတယ်နော်ဒီကောင်ဘာလို့ကြိုက်လဲဆိုတော့ဒီကောင်သူခလုတ်အရည်သွေးလေးကောင်းတယ်ခင်ဗျအထက်မှာသုံးထားတဲ့ခလုတ်ရည်သွေးကောင်းတယ်ပြီးတော့ကော်သားကိုလည်းကြိုက်တယ်ပြီးတော့ဒီနှိပ်ရတာလေးကလည်းခလုတ်အရည်သွေးကောင်းတော့နှိပ်ရတာလေးကလည်းအဆင်ပြေရနော်အဲအကြောင်းကျွန်တော်ဒီခလုတ်ကိုကြိုက်ပါတယ်အလုပ်ရှုပ်တာတော့ကြိုးတွေပြန်တွဲရတာပို့အလုပ်ရှုပ်တယ်နော်အဲ့အတွက်ကျွန်တော်တစ်ချက်ပြပေးမယ်ကြိုးကြီးဘယ်လိုသွားထားလဲဆိုတာအဲ့တော့ကျွန်တော်အရင်ဆုံးဒီအစိမ်းဒီဟွန်းကျိုးကအစိမ်းကျိုးတစ်ချောင်းယူလိုက်တယ်ဟွန်းကျိုးကအစိမ်းကျိုးတစ်ချောင်းယူတယ်ပြီးတော့ဒီမီးခလုတ်ကမိပြီးတော့နောက်ထပ်ကျိုးတစ်ချောင်းယူပြီးတော့အဲ့နဲ့ချောင်းပေါင်းပြီးတော့ကျွန်တော်ဒီမှာအနီကျိုးတွေကိုထည့်ထားရနော်ဒီကောင်ကဘယ်ကိုသွားမှလဲဆိုတော့ဒီအနီကျိုးကကျွန်တော်တို့ဒီတော့ကျိုးကိုသွားမှာဒါပေမဲ့ဒီကောင်ကတော့ကျိုးကိုတိုက်ရိုက်သွားမှာမဟုတ်ဘူးဒီကောင်ကိုတွဲဖို့ကျွေးထားဆိုတော့တွဲဖို့ချိန်ထားတဲ့ဘူးကိုဒီကောင်မှာသွားတက်မယ်အဲ့ဒါမှကျွန်တော်တို့ဟွန်းနဲ့မီးနဲ့ကိုကျွန်တော်တို့တွဲဖို့လုပ်မှာဖြစ်ပါတယ်ဟွန်းကကျွန်တော်တို့ကတ်တော့ဟွန်းနေပါအဲကတ်တော့ဟွန်းတွေကိုလည်းကျိုး join ပုံ join ကြီးကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတင်ပေးပါမယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတော်ကျိုးကိုသွားဖို့အတွက်ဒီအနီကျိုးတစ်ချောင်းရပြီနော်အဲ့တော့ကျွန်တော်တို့ဒီခလုတ်ဖွင့်လိုက်လို့ရှိရင်နောက်ထပ်မီးထွက်မယ်ဒီမှာဟွန်းကျိုးအတွက်ကိုအဝါကျိုးသုံးပေးထားတယ်အဝါကျိုးအထွက်ကျိုးပြီးတော့မီးအတွက်ကိုဒီအပြာကျိုးလေးကျွန်တော်သုံးပေးထားတယ်ဒီအပြာကျိုးကကျွန်တော်တို့ရှေ့မီးကိုသွားမှာဒီအဝါကျိုးကဟွန်းကျိုးကိုသွားမှာဒီနှစ်ကျိုးကရှေ့မီးနဲ့ဟွန်းကျိုးအဲ့တော့ဟွန်းကျိုးနဲ့ဒီရှေ့မီးရမိပြီးတော့နောက်ထပ်အနက်တစားစီထွက်လာတာကကျွန်တော်တို့ကွန်ထရိုလာကတ်ကအနက်တွေကိုသွားထည့်လိုက်ရင်ဒီရှေ့မီးဟွန်းမီတို့ရှေ့မီးတို့ join တာပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာဗာကြံလဲဆိုတော့အုပ်စုတစုကြံသေးတယ်အဲ့ဒါကတော့ကျွန်တော်ဒီကောင်စီကနေခလုတ်တွေဒီမှာစီကနေခလုတ်ကတော့ကျွန်တော်ဒီအနီရဲ့အနက်ရဲ့အစိမ်းရဲ့သုံးထားပေးတယ်အဲ့တော့အနက်ကိုအလင်မှာထည့်ထားတယ်အနီကိုဒီဘက်အမြန်ဘက်ကအမြန်ဆုံးခလုတ်မှာထည့်ထားတယ်အစိမ်းကအနီခလုတ်အတွက်ကိုထည့်ထားပေးပါတယ်အဲ့တော့စီကနေကတော့ဒီစီကနေကိုအသုံးပြုမှာပေါ့နော်အဲ့တော့ဒီစီကနေအကြောင်းလည်းတစ်ချက်ပြောပြပေးခြင်းတယ်ခင်ဗျဒီစီကနေမှာဆိုလို့ရှိရင်ဒီမှာဒီမီးတွေဆိုလို့ရှိရင်ကျွန်တော်တို့မိတ်ဆွေတို့ကျွန်းသွားလို့ရှိရင်ပြန်ပြီးတော့စပြဘက်ဝယ်ထည့်လို့ရပါတယ်ဒီမီးတစ်ခုလုံးလဲစရာမလိုဘူးเนาะဒီကောင်လေးတစ်ခါဝယ်ထားရုံနဲ့ကျွန်တော်တို့မီးကျွန်းသွားလို့ရှိရင်ဒီမီးစံလေးဝယ်လဲလို့ရပါတယ်ဈေးရဘယ်တော့မှမရှိပါဘူးအော်ဒီမီးစံလေးဆိုလို့ရှိရင်ဒီကောင်လေးဆိုရင်ကျွန်တော်တို့ဘယ်လောက်ဖို့ဒီပါလဲဆိုတော့ဘိုး90 3 watt ပါတောင်ကျွန်းခဲ့ပါတယ်ခင်ဗျအကြိုက်သုံးခံပါတယ်ဒီမီးလေးကအဲ့တော့စပြပဲရှိရတဲ့အတွက်မိတ်ဆွေတို့ဒီ signal ကိုစိတ်ချလက်ချအသုံးပြုလို့ရပါတယ်ပြီးတော့ဒီကောင်မှာကျွန်တော်တို့ဒီ3ကျိုးလုံးကအမဲကျိုးတွေအကုန်လုံးကဒီမှာဒီဘက်မှာတစ်ချောင်းနဲ့ပြန်ထွက်လာတာပေါ့နော်အဲ့တော့ဒီကောင်က signal သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလျာမီးကိုဗရိတ်မီးအနေနဲ့သုံးလို့မရပါဘူးအဲ့တော့ဗရိတ်မီးအနေနဲ့သုံးကျင်လို့ရှိရင်ကျွန်တော်တို့ဒီဘက်ကအနက်ကျိုးတွေပေါ့နော်ဒီစက္ကနဲ့အနက်ကျိုးကိုဒီမှာတစ်ချောင်းနဲ့ထွက်လို့ရမယ်နောက်ထပ်ဒီအနက်ကျိုးကိုတက်ပြန်ထုတ်ပြီးတော့ကျွန်တော်တို့ဒီဗရိတ်မီးကိုတက်ဆင်လို့ရပါတယ်ဒီလိုမျိုးကျွန်တော်တို့တစ်ချောင်းနဲ့အနက်ကျိုးတစ်ချောင်းနဲ့ထုတ်ပြီးတော့ဗရိတ်ကျိုးတက်လို့မရဘူးเนาะဗ
ပရိဂျိုးတက်မယ်ဆိုလို့ရှိရင် signal တွေမလာဖြစ်သွားလိမ့်မယ်အဲ့တော့ပရိဂျိုးတက်ချင်လို့ရှိရင်ဒီကျွန်တော်တို့ဒီအနက်ကျိုးကိုခွဲထုတ်ပြီးတည်တံ့တလိုင်းစီသွားမှရပါမယ်ဟုတ်အဲ့ဒါလေးပြောပြပေးရပါခင်ဗျကြည့်ရှုအားပေးရမိတ်ဆွေတို့ကိုကျေးဇူးထူးတင်ပါတယ်